တွေးလို့နဲ့ဆိုရင်လည်းခွင့်လွှတ်ပေးပါဆရာသိကျင်ဆန္ဒအားကြီးလို့ပါကိုဗစ်ကာကွယ်ဆေးကိုအနာဂတ်နဲ့ရဟန်းနာကြီးများသည်ကာကွယ်ဆေးသွားထိုးပါမလားဒါမှမဟုတ်ရင်ကာကွယ်ဆေးအထိုးခံပါမလားခင်ဗျာဆိုပြီးတော့မေးမြန်းထားတာဖြစ်ပါတယ်မှန်းဆကြည်ညိုပဲရစီခင်ဗျာဆရာအမြင်လေးကိုသိချင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာဆိုပြီးတော့မေးထားပဲဖြစ်ပါတယ်ဆရာမိကုန်းထဲမှာအနာဂတ်ရဟန်းနာတွေဟာကိုဗစ်ကာကွယ်ဆေးထိုးသေးလားပေါ့နော်အထိုးခံသေးလားလို့မေးတာဒီနေရာမှာအနာဂတ်ရဟန်းနာလို့သုံးထားပေမဲ့လူလားရဟန်းလားဆိုတာတော့မပေါ်တင်ဘူးမိကုန်းမှာလေနော်လူမှလည်းရှိနိုင်တယ်လေရဟန်းမှလည်းရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်ကဒီနေရာမှာဖြေမယ်ဆိုရင်တော့ရဟန်းဘက်ကနေပြီးတော့ပဓာနထားပြီးဖြေပါမယ်လူပုဂ္ဂိုလ်မပြောတော့။ဘာကြောင့်လဲဆိုတော့လူပုဂ္ဂိုလ်မှာယဟန္တာဖြစ်သွားပြီအရတ္တမဲ့ဖြစ်သွားပြီဆိုအဲ့ဒီပုဂ္ဂိုလ်ကအဲ့ဒီနေ့မှာပဲပြိဋိဘံပြုခြင်းပြုပေါ့။မပြုရင်ယဟန်ပေါင်ကိုဝင်ရတယ်။မဖြစ်ဖြစ်အောင်ဝင်ရတယ်။အဲ့တော့ပထမတစ်ဆင့်ရယဟန္တာကအရတ္တမဲ့အရတ္တဖို့ရသွားပြီလူပုဂ္ဂိုလ်ကဆိုရင်အဲ့ဒီနေ့မှာပဲပြိဋိဘံပြုရမယ်လို့ဆိုရင်ဒီကိုဗစ်ကာကွယ်ဆေးကိစ္စတွေရှင်းပြခြင်းတော့မရှိတော့ဘူးနော်။ဒါပြိဋိဘံပြုမှာ။အကယ်၍မပြုခြင်းတက်တန်းစိနေခြင်းတို့ယဟန်ပေါင်ဝင်မယ်ဆိုရင်လည်းပဲယဟန်ဖြစ်ရောက်သွားပြီလေ။အဲ့တော့ကျွန်တော်တို့ဆွေးနွေးရင်လူပုဂ္ဂိုလ်အနေနဲ့ဆွေးနွေးစရာသိမရှိဘူးအဲဒါကြောင့်ဒီဘက်ကယဟန်ဖြစ်နေပဲဆွေးနွေးမယ်အနာဂတ်ယဟန်နာတွေအနာဂတ်နဲ့ယဟန်နာမှာလည်းကျွန်တော်ပြောပြဂရုကလဟုကေတုပေါ့အပေါ်နဲ့လေးဆိုလေးဘက်ကပဲဦးစားပေးဆွေးမယ်နော်အဲ့တော့ယဟန်နာနဲ့ပတ်သက်ပြီးပြောလိုက်ရင်အနာဂတ်သိပြောစရာတော့မလိုပါဘူးနော်အဲ့တော့နံပါတ်1တဘာဝအရာနဲ့နီးပညာဆိုပြီးတော့အခြေခံအမြင်ပြောခြင်းတယ်တဘာဝအရာနဲ့နီးပညာကျွန်တော်တို့ဗုဒ္ဓဘာသာမှာသုတ်တံဝိနည်းပြီးတော့မှာသီလသမာဓိပညာရှိတယ်သုတ်တန်သည်နီလံဝိနည်းသည်စီကံအဘိဓမ္မာသည်သဘောတရားသုတ်တန်သည်သမာဓိဝိနည်းသည်သီလအဘိဓမ္မာသည်ပညာအဲ့တော့ပထမဦးဆုံးနီးပညာပေါ့သုတ်တန်ဒေသနာကိုကျွန်တော်တို့ကနီးပညာထဲမှာထည့်တယ်။ဘာကြောင့်လဲဆိုတော့သုတ်တန်ဒေသနာကိုလေ့လာရရင်နီးတွေစနစ်တွေအများကြီးရှိမဟာသတိပဋ္ဌာနာသည်ပြင်နဲ့သတိပဋ္ဌာန်သည်ပြင်နဲ့သတိပဋ္ဌာနာသုတ်လို့ခေါ်တာသုတ်ထဲမှာပါတယ်နီးလန်းတွေအများကြီးရှိတယ်။ဒါကြောင့်နီးပညာတွေထည့်နောက်တစ်ခုကဝိနည်းကသီလပေါ့နော်သီလဆိုတော့ဝိနည်းသည်သီလဆိုတာဥပဒေသားတစ်ခုပဲယဟန်ကလည်းယဟန်ဥပဒေပေါ့နော်ဒါလူကလည်းလူဥပဒေပေါ့အဲ့တော့ဥပဒေဆိုတာပညာရပ်တစ်ခုပဲဒါနည်းပညာတစ်ခုတည်းမှာထည့်ရတယ်အဲ့ဒါကြောင့်သုတ်တန်နဲ့ဝိနည်းကိုကျွန်တော်တို့ကနည်းပညာလို့ယူအဘိဓမ္မာကြတော့သူကတဘာဝအရာလို့ယူပါစိတ်တွေစိတ်တွေဟိုလားပရမတ္ထသဘောတရားတွေအောချပြီးအကုန်ကွာကြခေါ်ထားတာလေဒါတဘာဝအရာလို့ခေါ်ရတယ်နော်ဟိုကတော့နည်းပညာတစ်ခုပေါ့ကောင်းပြီဒါဖြစ်ရင်ကျွန်တော်တို့ပထမဦးဆုံးနည်းပညာတွေကသုတ်တန်ကိုကြည့်မယ်ပြီးတော့မှပုဂ္ဂိုလ်ပေါ်တင်လိုက်တာပေါ့ဗျာနော်သုတ်တံမှာဘာရသုတ်ဆိုတာရှိတယ်ဘာရဆိုတာဝန်တော့ဝန်ဘိုးလို့ခေါ်တာပေါ့ဘာရဝေပင်စက္ခဏာဘာရဟာရောစပုဂ္ဂလောဆိုတာဘုရားရှင်ဟောတာရှိဘာရဝေပင်စက္ခဏာဆိုတာဒီပင်စက္ခဏာဆိုတဲ့ဒီခန္ဓာ၅ပါးဝန်တော့ဝန်ဘိုးကြီးပဲပေါ့ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဟာဒီခန္ဓာဝန်ကိုတကယ်ဝန်တော့ဝန်ဘိုးလို့မြင်တယ်ကျွန်တော်တို့ကတော့သာရတာပေါ့ဗျာထားပါတော့ပုထုဇဉ်တွေသူတို့ကဒါတကယ်ယဟန္တာအတ္တဖို့ဖြစ်သွားရင်ဒါဝန်တော့ဝန်ဘိုးပဲဝန်တော့ဝန်ဘိုးဆိုဘာလုပ်မလဲဆိုတော့ပြစ်ချကျင်တာပဲရှိတာပေါ့ဘယ်သူမှထမ်းမထားခြင်းဘာရဟာရောဇပုဂ္ဂလောဘာရနိခိဗနံဒုက္ခံခန္ဓာဝန်ပြစ်ချလိုက်ခြင်းဒီချမ်းသာပဲဒါကြောင့်ယဟန္တာဖြစ်သွားပြီလို့ဆိုရင်သူရဲ့အာယုသင်္ခါရကိုအမျက်ရှင်ခြင်းရရှိတယ်သတ္တန်ဘယ်လောက်ကြံသေးသလဲဘာလို့ဒါကြီးလေးလံတယ်အဲ့တော့ခန္ဓာဝန်ချတယ်လို့ပြောတယ်လေပြိဋိဘံပြုတာနော်အဲ့ဘာရဆိုတဲ့ခန္ဓာကြီးကဝန်တော့ဝန်ပြောဒါကသုတ်တန်နိလန်းပေါ့နော်သုတ်တန်နဲ့ပတ်သက်တဲ့ဟာပေါ့အဲ့ဒါလိုပဲမြင်နေတယ်ဆိုတော့ကဲမိကုန်းတစ်ခုပေါ်လာတယ်ဒါဖြစ်ရင်ယဟန္တာမထေရကြီးတွေဟာမပြုတ်မပြင်းဆေးမစားဆေးမထိုးဆေးမတော့မပြုတ်ပြင်းတော့ဒီခန္ဓာကိုဝန်တော့ဝန်ဖို့နဲ့ပဲပြိဋိဘံပြုဖို့ပဲစူးစမ်းနေသလားလို့မေးစရာတခုထွက်လာဒါသုတ်တန်ရအဲ့ဒီခါကျတော့နီလန်းဆိုတာတခုရှိသေးတယ်လေဝိနည်းဆိုတာရှိသေးတယ်ယဟန်တော်တွေမှာသာသနာရဲ့အသက်ကဝိနည်းပဲသာသနာစာဟိုပါပေါ့ဝိနည်းအာယုပေါ့အဲ့တော့ယဟန်တော်တွေဟာယဟန်တော်တွေရဲ့ဗဒဏတရားသီလလို့ပြောကြတယ်တမာတိမဟုတ်ဘူးပညာမဟုတ်ဘူးတမာတိဆိုတဲ့ဇံပင်ရှင်လည်းမဟုတ်ဘူးယဟန်တို့ရဲ့အဓိကတရားပညာဆိုတဲ့မက်ဖို့လည်းမဟုတ်ဘူးဒီစကားနည်းနည်းလေးနဲ့တယ်မသိရင်တော့တော်တော်ကလန့်လို့ထင်မယ်မဟုတ်ဘူးဘာကြောင့်ဒီစကားပြောရလဲလို့ဆိုတော့အဲ့ဒီတမာတိလို့ခေါ်တဲ့ဇံပင်ရှင်တရားတွေပညာလို့ခေါ်တဲ့မက်ဖို့တရားတွေဟာယဟန်မဟုတ်တဲ့ပုဂ္ဂိုလ်တွေလည်းရနိုင်တယ်ဆိုလိုတာလူပုဂ္ဂိုလ်တွေလည်းရနိုင်တယ်လူတော်တတ်ဗံလည်းရှိတယ်ဇဂရကံလည်းရှိတယ်အနာကံလည်းရှိတယ်ယဟန်နာလည်းရှိတယ်ပြိဋိဘံပြုကြတယ်ယဟန်ပေါင်ချင်းညယဟန်တော်တွေမှာလည်းအဲ့လိုရှိတယ်အဲ့တော့ဒီဇံမဲ့ဖို့မှာလည်းပဲဇံမဲ့ဖို့ရတယ်ဥမာဒေဝရတော်ဇံပင်ရှင်ရခဲ့သေးတာပဲအဲ့တော့လူပုဂ္ဂိုလ်တွေမှာလည်းရနိုင်တယ်တကယ်တမ်းမရနိုင်တာကယဟန်တော်တွေစောင့်ထိန်နေတဲ့ပါတိမောက္ခသံဝရသီလကိုဘယ်အရိယာလူမှလည်းမရဘူးဘယ်နဲ့မှမရဘူးဘယ်ပြမမှမရသာသနာတွင်မှာအဲ့ဒီယဟန်တော်တွေပဲရတယ်
ပါတိမောက္ခသံဝရသီလဒါကြောင့်ယဟန်တွေရဲ့သီလကပါလဲအဓိကတရားဟာသီလတရားဖြစ်တယ်အဲ့ဒီသီလတရားကိုကြည့်လိုက်တော့ပါတိမောက္ခသံဝရကိုကြည့်လိုက်တော့ယဟန်လူမတတ်ရသေလူသူရဲ့နာမဒုဒ္ဒလည်းနဲ့မထားရသေခြင်းကိုချီးမွမ်းမပြောဆိုတာရုပ်ချအစုံကိုဝန်ကြသိသမောမပြဘုရားဆက်ဘုရားရှင်ပါဠိကမပြညာထားမူလတဝတ္တကူကမူလသေခြင်းနဲ့ဆောလင်းစွာချရင်ပါဏာတိပါဒယဟန္တာဖြစ်ပေမဲ့နော်ပုဂ္ဂိုလ်ကယဟန္တာဖြစ်ပေမဲ့မူလသေခြင်းနဲ့ဆောပြီးကိုယ့်ကိုအဓိမုဒ္ဒမရဏလုပ်လို့မရဘူးဒါဘုရားလောင်းတော်တွေတစ်ခုပဲရတယ်အဓိမုဒ္ဒမရဏဆိုတာဟိုပါရမီဖြည့်တဲ့အခါမှာနတ်ပြမာတွေရောက်နေသက်တမ်းစိတ်မနေဘူးဘာလို့လဲဆိုတော့ပါရမီဖြည့်ခန်းသိမရှိဘူးလူပုံတို့ဘာလို့ဒီပင်အောက်ကတော့ဖြည့်လို့ရတယ်အဓိမုဒ္ဒမရဏနဲ့ဖြတ်ချတာအဲ့တော့တမန်ဒီယဟန္တာတွေအနေနဲ့အဲ့လိုလုပ်လို့မရဘူးဒါကြောင့်ဒီခန္ဓာကိုဘလောက်ပဲတုတ်တန်နီးရဝန်တို့ဝန်ဖို့ဖြစ်ဖို့ခန္ဓာဝန်ချခြင်းစဉ်ဒုက္ခလို့ပဲဘလောက်ခံယူဝိနည်းဒေသနာတော့ရသက်တမ်းစိတ်နေကြတယ်ဘုရားယဟန္တာတို့ဒီဒါကြောင့်စေကုသမှုခံယူရတယ်ဒါနိပညာကပါနောက်ကျွန်တော်တခုပြောမယ်ဟိုသဘာဝအရာပေါ့ဗိဓမာပေါ့ခုနကသုတ်တန်နဲ့ဝိနည်းပြောပြီးအဗိဓမာမှာပြန်ကြည့်ရင်ယဟန္တာပုဂ္ဂိုလ်ဟာကာမဂုဏ်ကိလေသာတရားတွေအကုန်လုံးပယ်ဆွန့်ပြီးတဲ့ပုဂ္ဂိုလ်ကိလေသာ10ပါးသလိုမရှိတော့နပုနေဟိတဖန်ပြန်မလာနိုင်တော့ဘူးနပစ္စေတိတဖန်ပြန်ဖြစ်ပိုင်ခွင့်မရှိဘူးသူတို့ရဲ့တဏ္ဍာအကုသိုလ်မှမဟုတ်ကုသလကုသလံဇာဟံကုသိုလ်အကုသိုလ်အကုန်ပယ်ဆွန့်ပြီးတော့ကိရိယာနဲ့နေတဲ့သူမြတ်ကြီးတွေပေါ့နော်နံပါတ်1ချက်နံပါတ်2ကအဲ့ဒီပုဂ္ဂိုလ်တွေဟာရှုပ်ထွေးမှုကင်းစွာနဲ့နေတတ်တဲ့ပုဂ္ဂိုလ်လောကီအရှုပ်ထွေးကနေကင်းစွာနေတဲ့ပုဂ္ဂိုလ်တွေယဟန္တာမထေရနံပါတ်2ချက်ဗိဓမာဒေသနာရနောက်နံပါတ်3ချက်အဲ့ဒီယဟန္တာကအကောင်းလောကဓာတ်နဲ့ပဲတွေ့တွေ့အဆိုးလောကဓာတ်နဲ့တွေ့တွေ့အမတ္တမနေတတ်တဲ့ပုဂ္ဂိုလ်တွေပေါ့ဆာလင်ကုဘခါနဲ့နေတာဥပ္ပက10ပါးတယ်မှာမတုံလို့ဘူးပေါ့နော်မတုံလို့ပဲနေနိုင်တဲ့ပုဂ္ဂိုလ်တွေနောက်နံပါတ်4ချက်လောကုတ္တရာဘက်ကိုရှိတဲ့လောကုတ္တရာပုဂ္ဂိုလ်မဂ္ဂထံ4ယောက်ဖလတံ4ယောက်လောကုတ္တရာနယ်ထဲမှာလည်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဆိုတော့မဂ္ဂထံ4ယောက်ဖလတံ4ယောက်မှာဒါဖလတံ4ယောက်တည်းပါတာပေါ့အရတ္တဖို့ဆိုအမတန်အမြင့်မြတ်ဆုံးနေတဲ့ပုဂ္ဂိုလ်သူတို့ကအမတန်သိနိုင်ခဲ့တယ်နော်တပိတ်သင်္ကန်းကင်ပြီးတော့နှစ်ရှိလာများနေကြတယ်မှာပရိယတ္တိနဲ့စာပေကျွမ်းကျင်ပြီးတော့သူတို့ရဲ့အပြောဆိုအနေထိုင်တွေကိုတေချာကြည့်မှဆုံးဖြတ်နိုင်လို့ရအဲ့ဒါလောက်ဒီအပိစ္ဆဟိုပါပေါ့ဟိုလျှို့ဝှက်တာပေါ့နေရတယ်နော်တကယ်သူမြတ်ကြီးတွေဖြစ်တယ်ပေါ့ဒါကအဘိဓမ္မာအရာနဲ့ပြောတာကောင်းပြီဒါဖြင့်ကျွန်တော်ဒီမေကုန်းကိုဖြေလို့ရပြီနော်ပြီးဟိုပါပေါ့ဟိုသဘာဝအရာလည်းပြောပြီးပြီအဘိဓမ္မာနဲ့နိပညာအရာသုတ်တံဝိနည်းနဲ့လည်းပြောပြီးပြီမြတ်စွာဘုရားရှင်ကိုတော်တိုင်ဒီပင်လင်ဆေးဆရာဇီဝကရဲ့စေကုသမှုကို physical ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးစေကုဟောလေဒီ physical ပိုင်းဆိုင်ရာနောက်ပြီးတော့ဟိုပါပေါ့စိတ်ကျမ်းမာရေးစိတ်သက်ဆေးတို့ခေါ်တဲ့နော်ဘောဇဉ်တုတ်တွေယရဏတုတ်တွေကယောဂစိုက်တဲ့ခါဒီမှာဘောဇဉ်တုတ်တွေမနာမကျမ်းဖြစ်တဲ့ခါမှာမြတ်စွာဘုရားရှင်ကိုတော်တိုင်လည်းရွတ်ဖတ်တယ်သူတစ်ပါးကိုလည်းရွတ်ဖတ်စေတယ်ဒါဆိုရှင်းသွားပြီဒါဖြစ်ရင်အဲ့ဒီလိုမျိုးပြုလုပ်တဲ့ဟာကဘဝတဏှာကြောင့်ပြုလုပ်တဲ့ကိစ္စတွေမဟုတ်ဘူးကျမ်းမာခြင်းရဲ့အကျိုးကိုသိတဲ့အတွက်ကျမ်းမာခြင်းရဲ့အကျိုးဆိုတာအာရောဂပရမလာဘလို့ခေါ်ရတာပေါ့ကျမ်းမာခြင်းရဲ့အကျိုးမကျမ်းမာတဲ့ပုဂ္ဂိုလ်ဟာနံပါတ်1ချက်လူဖြစ်ရှုံးတယ်လူရမဝင်ဘူးเนาะချမ်းသာမှုကင်းမဲ့တယ်တကယ်လို့မကျမ်းမာတဲ့ပုဂ္ဂိုလ်ကဗရဏိယငါတရားဓမ္မလေစိတ်ရှိကျမ်းမာဟိုပါပေါ့5ချက်ရှိရလေယုံကြည်ကျမ်းမှာစိတ်ပြောက်တာနဲ့လွန်စွာအထုနှံနေရုပ်ဆိုကျမ်းမာဖို့အတွက်လိုတယ်တရားအထုတော့မကျမ်းမာရင်လုပ်လို့မရအောင်၅ချက်ညီရအဲ့တော့ကျမ်းမာခြင်းရဲ့အကျိုးကိုသိလို့တာလေသူတို့ကသမာဆန္ဒပေါ့ကရိယာစိတ်နဲ့ပြုလုပ်နေတာသာဖြစ်တယ်ဘဝတဏှာကိုရှည်ခြင်းလို့နော်တက်တန်းရှည်ခြင်းလို့အဲ့လိုတဏှာစိတ်နဲ့ပြုလုပ်တာမဟုတ်ဘူးသမာဆန္ဒနဲ့ပြုလုပ်တယ်လောဘနဲ့မဟုတ်ဘူးသမာဆန္ဒပြီးတော့ဒီဘက်ကစိတ်ကကရိယာစိတ်များတာဖြစ်တယ်ဒါကိုသဘောပေါက်နားလဲအဲ့လိုနားလဲတဲ့ဆိုရင်ခုနပြောတဲ့ဟာကိုပြောမယ်ကိုဗစ်ကာကွယ်ဆေးထိုးခြင်းဒီလောကီရရှုပ်ထွေးမှုအလွန်မတရားရှုပ်ထွေးတဲ့ကိစ္စတခုပဲဒါအလုံးသိနေဒါကြောင့်ဒီလောကီအရှုပ်ထွေးတွေနဲ့ကင်းအောင်နေတဲ့ယန္တာမထေရကြီးများစီဒါတွေကိုစည်ရင်ပေးခြင်းစေးသွားထုတ်ခြင်းလုံးဝမလုပ်ဘူးပြုမှာမဟုတ်ဘူးအေးဒါပေမဲ့တက္ကမတွေကနေပြီးတော့ပြည့်စုံဆောက်ရှောက်ခြင်းလို့မိမိတို့ရဲ့ဆရာတော်တွေပြည့်စုံဆောက်ရှောက်ခြင်းလို့ကတ်ယောဂကြီးလည်းဖြစ်နေလို့ကျောင်းတိုင်ရရောက်လာပြီးတော့အိညာညာရောက်တော့မဟုတ်ဘူးဗျာကျောင်းတိုင်ရရောက်လာပြီးတော့စေကုသမှုခံယူဖို့လုပ်တယ်လို့ခွင့်ပန်တယ်လို့ဆိုရင်တော့တက္ကမတွေရဲ့စေရနာတရားကိုချိမြောက်သောအပြင်သူတို့လက်ခံကောင်းလက်ခံလိမ့်မယ်ဒါလည်းကျွန်တော်ပြောတယ်ဆိုတာအနုမာနဆိုတာမှန်းဆပြီးပြောတာတကယ်တမ်းလက်ခံသည်လက်မခံသည်ကတော့အဲ့ဒီယဟန္တာအရှင်သူမြတ်တွေရဲ့စိတ်ရဲ့ဟိုသဘောသာလင်ဖြစ်ပါတယ်လို့တော့ဉာဏ်မိသမျှတင်ပြရင်းနဲ့เนาะဒီလောက်ဆိုကျင့်တတ်ပါလို့ပြောရင်ဒီကုန်းချုပ်ပါ